နေရတော့ဈေးနှုန်းတက်တာတဲ့2000အမြတ်ပါဝါပန်လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဟာလေးကတော့ဟိုကိုတစ်စိတ်ထရတစ်ပြီးတော့ဒီကောင်လေးကတော့ remote တစ်စိတ်ထရပဲဖြစ်ပါတယ်ရှင်။ဈေးနှုန်းနေနဲ့ဆိုရင်လည်း9000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပြီးတော့အမခံနေနဲ့လည်းတစ်နှစ်ပေးထားပါတယ်ရှင်။နောက်တစ်မျိုးအနေနဲ့ကတော့ဂျိုကိုမတ်တစ်စိတ်ထရ9800နဲ့ပါဝါပန်လေးပဲဖြစ်ပါတယ်။သူ့ရဲ့အားသာချက်လေးကတော့ပါဝါပန်လေးမှာပလက်ပင်လေးပါရှိရတဲ့အတွက်မိမိတို့ဘဲသွားမိပလက်ပေါက်ရှိတဲ့နေရာတိုင်းမှာအလဲတကူအောက်သွင်းနိုင်ပါတယ်။ပြီးရင် iOS နဲ့ Type C အောက်သွင်းကျုံနဲ့ကျိုးလည်းပါရှိပါတယ်။ဘက်ထရီလက်ကျန်အောင်ဆိုရင်လည်း digital display လေးနဲ့ပြပေးမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ wireless charging power တဲ့ full long ရဲ့2000 mAh လေးပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့ချစ်စရာကောင်းတဲ့ကွန်ဖူလုံရဲ့2000 mAh ပါဝါပန်လေးပဲဖြစ်ပါတယ်ရှင်။မိအိမ်လေးအနေနဲ့လည်းသုံးကြည့်လို့ရပြီးတော့ cable ကျိုးနှစ်ကျိုးကိုလည်းထည့်သွင်းပေးထားပါတယ်။အခုညီမပြခဲ့တဲ့ပါဝါပန်လေးတွေကိုလိုအပ်လို့ဝယ်ယူအားပေးချင်တယ်ဆိုရင်ညီမတို့ရဲ့ဆိုင်ဖုန်းနံပါတ်3999999568နဲ့98309888ကနေလည်းဆက်သွယ်မြင်များဝယ်ယူနိုင်ပါတယ်ရှင်။